Architecture Studio မှာကြိုဆိုပါရရှင် At Architecture Engineering ဆိုင်ရာပညာရပ်များကိုတနေရာတွင်သင်ယူနိုင်ပါပြီရှင်အခုဒီနေ့ furniture လေးတစ်ခုဆွဲမယ်ပေါ့နော် furniture လေးဆွဲဖို့အတွက်ကိုအခုစပွဲလေးကိုအရင်ဆွဲမှာဖြစ်တယ်အခုဆွဲမဲ့ file ကဒီ millimeter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပထမဦးဆုံးစပြီးတော့ template ရွေးတဲ့က millimeter file ရွေးလဲရတယ်ဒါမှမဟုတ်ဒီ unit မှာပြောင်းလဲရတယ်ပေါ့နော်ပြောင်းမယ်ဆိုရင် window တွေက model info တွေက unit မှာသွားပြီးတော့ပြောင်းပေးလို့ရတယ်အခုဆက်စချင်းနဲ့ကဒီ template ကိုခေါ်ထားတဲ့အတွက်ကြောင့်မလို့ဒီမှာကိုလိုချင်တဲ့ millimeter ကိုရနေတယ်ပေါ့နော်ဆက်စချင်းနဲ့ template ရွေးပြီးတော့ဒီမှာတစ်ချက်ပြန်ပြီးတော့ check လုပ်ရင်လည်းပို့ပြီးတော့အဆင်ပြေတယ်နော်okay ဒါဆိုရင်ကိုလိုချင်တဲ့ millimeter ရပြီဆိုတော့ mouse ကိုတစ်ချက်ပိတ်လိုက်မယ်ပိတ်ပြီးသွားရင်အခုစပွဲအဝိုင်းလေးအရင်ဆွဲမယ်ဆွဲဖို့အတွက်ကိုဝိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ circle လေးတစ်ချက်ခေါ်မယ်ပြီးရင်အနားကိုကိုက spoon ဖြစ်တဲ့အတွက်ကြောင့်မလို့96ဆိုပြီးတော့ပြင်ထားမယ်အဲ့မှာ900 mm ရှိတဲ့900 mm ပေါ့နော်ဒီ diameter ကိုဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီမှာက radius ပဲပေါ်တာဖြစ်တဲ့အတွက်ကြောင့်မလို့450ဆိုပြီးတော့ရိုက်ပေးလိုက်မယ် okay ပြီးတော့ရင်သူ့ရဲ့2ကဘယ်လောက်ရှိမလဲဆိုတော့50 mm ရှိမယ်အဲ့အတွက်ကြောင့်50ကိုရိုက်ပေးလိုက်တယ်အားလုံးပြီးသွားပြီဆိုရင် all selection မှတ်ပြီးတော့ right click နှိပ်ပြီးတော့ make group လေးဖွဲ့ပေးထားမယ် okay ပြီးတော့ရင်သူ့ရဲ့ဒီစပွဲကိုထောက်ပေးထားတဲ့ခြေထောက်လေးရှိမယ်အဲ့ဒါလေးကိုဆွဲမယ်ဆိုတဲ့ကြောင့်မလို့ဒီ origin ကနေပြီးတော့ line လေးဆွဲလိုက်မယ်ပြီးတော့ရင်သူ့ရဲ့အဲ့ဒီပေါ့နော်ဒီခြေထောက်2ကဘယ်လောက်ရှိမလဲဆိုရင်50 mm ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘက်ကို25ဒီဘက်ကို25 okay အလယ်လိုင်းကမလိုချင်ဘူးဒီနှစ်လိုင်းပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်လိုင်းကိုဆက်လက်ပေးပြီးနောက်တစ်လိုင်းကို shift ပေးပြီးတော့ဆက်လက်ပေးမယ် okay ဒီခြေထောက်ရဲ့အမြင့်ကဘယ်လောက်လဲဆိုတော့650 mm okay ဒီလိုလေးရပါပြီအဲ့ဒါဆိုရင် surface ဖြစ်ဖို့အတွက်ကို line လေးနဲ့ဟိုဘက်စီပဲပိတ်ပေးမယ်ဒါဆိုရင် surface ဖြစ်သွားပြီ surface ဖြစ်ပြီဆိုတော့မှအပေါ်ကိုဒုတင်လိုက်မယ် okay ဒီလိုလေးရမယ်ပြီးတော့ရင်ဒီအလယ်လေးကိုဖောက်ပေးမယ်ဖောက်ပေးဖို့အတွက်ကို offset 2ဖြစ်တဲ့ F လေးကိုတစ်ချက်ခေါ်လိုက်မယ်ပြီးတော့ရင်သူ့ရဲ့2က50ဆိုတဲ့ကြောင့်50ကို offset ပေးမယ်ဒါဆိုရင်ဒီအလယ်လေးကျန်မယ်အလယ်လေးကိုဖောက်ထုတ်ပြမှာဖြစ်တဲ့ကြောင့်မလို့ push pull လေးနဲ့ direction လေးပေးလိုက်မယ်ပြီးတော့ရင်50 enter ဆိုရင်သူကပေါက်သွားမယ်ဒီလိုလေးရမယ်okay အဲ့ဒါဆိုရင်ပြီးသွားပြီဆိုရင်ဒီခြေထောက်လေးကို right click နှိပ်ပြီးတော့ make group လေးဖွဲ့ပေးထားမယ် okay ဆွဲနေတဲ့အချိန်မှာမမေ့ဖို့ကစေ့ပေးဖို့ပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ file လေးကိုစေ့ထားလိုက်မယ်လာပါဒီနေ့အခုဆွဲနေတာကဒီ table set ပေါ့နော်okay အဲ့ဆိုရင်စပွဲလေးကိုဆက်ဆွဲမယ်နော်ပြီးသွားရင်ဒီဘက်လေးကနေခြေထောက်လေးထပ်ဆွဲမယ်ထပ်ဆွဲဖို့အတွက်ကိုတစ်ဖက်စီဆိုတော့450ရှိမယ်ပေါ့နော်450ကိုမှဒီရဲ့နှုတ်လိုက်မယ်ဆိုတော့425ပေါ့နော်အဲ့အတွက်ကြောင့် midpoint ကနေ425ပြီးသွားရင်ဒီဘက်ကိုလည်း copy ပစ်ထားလိုက်မယ်အဲ့ဒါဆိုရင်သူ့ရဲ့တူလေးအတွက်ဟိုဘက်ကို25ဒီဘက်ကိုဆိုရင်ဟိုဘက်ကနေ copy ယူပြီးတော့ဆွဲလိုက်တာပြတော့ကြောင့်50ဖြစ်သွားမယ်နော်ပြီးဒီနှစ်လိုင်းကိုဆက်လက်ပြီးဒီ down ကကိုင်းပြီးတော့ဒီဘက်ကို copy ကူးမယ်ပြီးသွားရင်အလယ်နှစ်ခုကိုမလိုချင်ဘူးဆက်လိုက်မယ် okay ပြီးသွားရင် surface ပြင်အောင်လုပ်မယ်
ပြီးသွားရင်အပေါ်ကိုတူတင်မယ်ဒီလိုလေးရမယ်ပေါ့နော် okay ပြီးသွားရင်ဒီဟာကိုလည်းကိုက offset နဲ့သွားပေးမယ်50 enter ပြီးသွားရင်သူကဒီဘက်လည်းမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ space လေးကို divide လုပ်ပေးမယ်ပြီးရင်ဒီ line လေးကိုဖြတ်မယ်okay ဒီလို design လေးပါဒါဆိုရင်တော့ဒီစပွဲလေးကိုထောက်ထားတဲ့တောက်ကလေးရမယ်ပေါ့နော်အကယ်၍ကိုကအဲ့ဒါကိုမှဒီဇိုင်းလေးပြန်ပြီးတော့ထွင်ပြီးတော့ဆွဲချင်တယ်ဆိုရင်ဒီကနေမှနည်းနည်းလေးပေါ့နော်စောင်းချပေးပြီးတော့ဆွဲချင်လဲရတယ်အပေါ်မှာ50လောက်ပေါ့နော်ဒီလို design လေးနော်ဒီ line လေးဖြစ်ပြင်မယ်ဒီ line လေးဖြစ်ပြင်မယ် okay ဒီလို design လေးပါဒါဆိုရင်ရပါပြီပြီးသွားရင်ဒီဟာကပေါ့နော်သူရဲ့ exit အောက်ကြီးကိုရောက်နေတယ်ရောက်နေဆိုတဲ့ကြောင့်မလို့အားလုံးဒီတစ်ခုလေးတွေကို group တစ်ခုစီလိုက်ဖွဲ့ပြီးပေါ့နော်ပြီးသွားရင်အားလုံးကို group ဖွဲ့မယ်ပြီးတော့မှအပေါ်ကိုက direction လေးပေးလိုက်မယ်ပေးလိုက်ပြီးတော့အားလုံးရဲ့အမြင့်ကဘယ်လောက်လဲဆိုတော့900ဖြစ်တဲ့ကြောင့်မလို့900နဲ့တင်လိုက်မယ်ဒါဆိုရင်သူက exit အပေါ်ကိုရောက်သွားပါပြီဒီရဲ့စပွဲဝိုင်းလေးကသူ့ရဲ့ exit ပေါ်ကိုရောက်ပြီးသားဖြစ်တဲ့ကြောင့်မလို့50ပြန်ချမယ်နော် okay ဒါဆိုရင်ရပါပြီစပွဲလေးရပါပြီ